မင်္ဂလာပါရှင်။စိုးစိုးမြန်မာခန်နဲ့မှတူဆိုပါတယ်။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အကြောင်းရင်းရှိမှဆက်သွယ်သောတိုက်များအကြောင်းပဲဖြစ်ပါတယ်။တိုက်တွေဟာအကြောင်းမဲ့မဆက်သွယ်တတ်ကြပါဘူး။တိုက်ဆက်တိုင်းလဲမိမိအဆက်နွယ်ကဆက်သွယ်ခြင်းကိုမခံရတတ်ပါဘူး။ဆက်သွယ်ခြင်းခံရပြီဆိုရင်လည်းအကြောင်းရင်းရှိရဆိုတာသိကြတာမို့အကြောင်းရင်းသိအောင်ကြိုးစားတတ်ပါတယ်။ဘလို့လူမျိုးတွေကမဖြစ်မနေအဆက်အသွယ်ခံရတတ်လဲဆိုရင်ရေဘူးရအဖြစ်တိုက်ဆက်ကြီးတယ်တိုက်ဆက်နေတယ်ပြင်းထန်တဲ့ဂရိနဲ့လာတယ်ကြံတဲ့မိသားစုဝင်တွေကအစွဲကြီးတယ်အချစ်ကြီးတယ်အဲ့လိုလူမျိုးတွေကမဖြစ်မနေအဆက်အသွယ်ခံရတတ်ပါတယ်တိုက်ဆက်ကြီးတယ်ဆိုတာအနွယ်မြင့်တွေကတိုက်ဖြစ်လာတာတွေပါမျိုးနွယ်စုတွေတော်ဝင်အနွယ်တွေလူဘဝမှာတီလာသမားတွေအားကောင်းခဲ့ပေမဲ့မိသားစုပေါ်အဆွဲလန်းကြည့်ပြီးတိုက်ဘဝရောက်ခဲ့သူတွေမိမိပိုင်ပစ္စည်းတွေကိုနောင်ပွင့်မဲ့ဖရားအတွက်ရည်ရွယ်ထားပြီးကိုယ်တိုင်ကိုယ်ကျထိမ့်သိမ်းဆောက်ရှောက်နေတဲ့သူတွေကိုဆိုလိုပါတယ်။တိုက်ဆက်နေတယ်ဆိုတာကတော့တိုက်ကနေဓာတ်ရိုက်ဂတိနဲ့လူပြည်ရောက်လာတာပါ။တိုက်ကနေလူပြည်လာသူတွေမှာလူဖြစ်လိုက်တိုက်ဖြစ်လိုက်မိမိကန်လိုက်တခြားဘုံဘဝဖြစ်လိုက်တွေရှိတယ်လို့တိုက်ကလာတယ်တိုက်ပြန်ကြတယ်လူဘဝမှာပဲစက်တိုက်ကျင်လည်နေတယ်အစသဖြင့်အမျိုးမျိုးရှိပါတယ်တိုက်ကနေထွက်လာပြီးသုံးဘဝအတွင်းမှာဆိုရင်တော့တိုက်ဆက်နေတယ်လို့ဆိုပါတယ်ပြင်းထန်တဲ့ဂတိနဲ့လာတဲ့သူတွေတချို့တွေကမိမိအဆွေမျိုးအကြီးအကဲကမလွတ်ပင်မဲ့ဂတိတွေအမျိုးမျိုးထားပြီးလာကြတာမျိုးရှိပါတယ်အသက်ဘလောက်ပြည့်ရင်ပြန်လာပါမယ်အိမ်အောင်ပြုတ်ခဲ့ရင်ပြန်လာပါမယ်ဖျားတဲเจ้าဆောက်ပြီးရင်ပြန်လာပါမယ်ဆိုတာမျိုးအသက်ကြီးပိုင်းအထိဂတိထားခဲ့သူတွေကလူဘဝမှာကုသိုလ်အကုသိုလ်အမှုကိုပြုထားတဲ့ကံရှိနေပြီမို့မိမိကံလိုက်ဘာသာရေးအားကောင်းရင်တိုက်ကအလွယ်တကူခေါ်လို့မရပါမယ်တချို့ကခဏတာလဲသွားကျင်တာပါအသက်20အောက်ပြန်လာပါမယ်ဆိုတဲ့ဂတိတွေကတော့စိတ်ပူရပါတယ်တတိထားရပါမယ်ဝဲပေးပြီးမဖြစ်မနေအသက်တိုးတောင်းတင်ပါတယ်တက်ရွယ်အပိုင်းခြားအရာရဲ့ပြုစုပြောထောင်ပေးသူပုံမူတည်ပြီးကိုပိုင်အတိကိုပိုင်ဝင်ငွေနဲ့ပြုတဲ့ဒါနသီလဘာဝနာအားနေတဲ့ကာလမှုပါငယ်စဉ်ကလေးကဘာသာရေးအားကောင်းသူတွေကတော့ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးကြော်လွှားနိုင်ပေမဲ့ကံအားနဲ့ဘာသာရေးအားနဲ့ကြရင်တော့မကြော်လွှားနိုင်ကြပါဘူးတချို့ကြတသက်အရွယ်တစ်ခုထိပေးထားပေမဲ့ငယ်ရွယ်သူများကလေးများအရွယ်ဆိုရင်မိမိကလေးကလူဘဝမှာမပျော်ရွှင်ရင်ဘဝဟောင်းကမိဘတွေကတန်ရောစင်ကြည့်လို့ရင်ငယ်စဉ်ရွယ်မှာပဲအလွယ်တကူပြန်ခေါ်တတ်ကြတာမို့မိမိကလေးကထူးခြားမှုလေးတွေရှိရင်မဖြစ်မနေတိုက်ဆက်စစ်အဖြေရှာတတ်ပါတယ်။အခုနောက်ပိုင်းကာလတွေမှာဘာသာရေးအာရုံမှုတွေကြောင့်စုပ်ကပ်ကာလမှုကလေးငယ်များအကောင်းကြီးကနေရုတ်တရက်ယောဂဖြစ်တာတွေမဖြစ်သင့်တဲ့မတော်တဆမှုတွေကြောင့်တိမ်မရတာတွေပိုများတာမို့မိဘတွေအနေနဲ့တတိထားသင့်ပါတယ်။ကလေးငယ်တွေအဖို့မိဘကအဓိကမှုကလေးလေးတွေအတွက်ဥဒ္ဒမှုလေးတွေကိုအမြဲပြုလုပ်ပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုရားရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပေးရစီ။လိုဒီပဲလဲနှိပ်ပေးဖို့တောင်းဆိုပေးရစီ။ကျေးဇူးတင်ပါတယ်ရှင်။